အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့မင်းသမီးလေးဆိုဖီယာကမင်းစာကူတဲ့ရောက်သွားတဲ့အကြောင်းကိုပြောပြပေးသွားမှာပါဆိုဖီယာတယောက်နန်းတော်မှာနေသားကြလာပြီးမြင်သူ့အတွက်တင်ယူစရာတွေအများကြီးကြံပါသေးတယ်ဒီနေ့မှာတော့ဆိုဖီယာတို့ဆွန်လွတ်နေရင်ဆိုဖီယာရဲ့ဆွန်ကမစ်ဒေါ်ဆက်နန်းတော်အောက်ခြေတွေကိုကြာသွားပါတယ်အမ်ဘာကဆိုဖီယာကိုအဲ့ဒီကိုမသွားဘူးပြောပါတယ်ဘာလို့လဲဆိုတော့နန်းတော်အောက်ခြေမှာမင်းစာတွေရှိတယ်လို့လူကြီးတွေကပြောပြထားတယ်ဒါပေမဲ့ဆိုဖီယာကအဲ့ဒီကိုသွားခဲ့ပါတယ်။အဲ့ဒီမှာဆိုဖီယာကမထင်မှတ်ဖေးမင်းစားတစ်ကောင်ကိုတွေ့ခဲ့ပါတယ်။ဆိုဖီယာလည်းကြောက်ပြီးတော့ဇွန်လေးကြံခဲ့တယ်။အဲ့ဒါကိုမင်းစားလေးကကောက်သိမ်းခဲ့တယ်။ညစာစားခြင်းရောက်တော့ဆိုဖီယာကသူ့မင်းစားကိုတွေ့ခဲ့တဲ့အကြောင်းကိုဘရင်ရိုလန်ကိုပြောခဲ့တယ်။အဲ့ဒါနဲ့ဆိုဖီယာနဲ့သူ့အမေမရန်ဒါတို့ကနန်းတော်အောက်ခြေမှာမင်းစားတွေရှိတယ်ဆိုတာမတိကြတော့ဘရင်ရိုလန်ကပြောပြခဲ့တယ်။ဘရင်ရိုလန်ရဲ့အဖိုးဘယင်ကြီးဂီရီယန်လက်ထတုံးကနန်းတော်ရဲ့ဥယျာဉ်ထဲမှာစူညံတန်းတွေကြားလို့ဘယင်ကအပြင်ကိုထွက်ချိခဲ့ပါတယ်။အဲဒီမှာသူတွေ့လိုက်တာကအစင်းရောင်အသားတွေနဲ့မျက်လုံးပြူးပြူးနဲ့မှင်းစားတွေကိုတွေ့လိုက်တယ်။ပြီးတော့သူတို့ရဲ့လက်ထဲမှာဒုတ်တွေနဲ့မြေပြင်ကိုရိုက်နေလာဆိုတော့ဘယင်ကြီးကသူ့နန်းတော်ကိုမှင်းစားတွေကတိုက်ခိုက်နေတယ်လို့ထင်ပြီးရဲမှန်တွေကိုခေါ်လိုက်ပါတယ်။ရဲမိတ်တွေကမင်းစားတွေကိုသူတို့ဂူထဲအတိတိုက်ခိုက်ခဲ့ကြတယ်။အဲ့ဒီလိုနဲ့ဘယင်ကြီးဂီရီယန်ကမင်းစားတွေကိုဂူထဲကနေတောင်မထွက်ဖို့အမိန့်ထုတ်လိုက်ပါတော့တယ်။နောက်နေ့မနက်မှာတော့ဆိုဖီယာကျန်ဟဲတဲ့အစွန်လေးကိုမင်းစားလေးကပြန်ပေးခဲ့တယ်။မင်းစားတွေထင်တယ်လို့လေမစိုးထွန်းလောက်ဘူးလို့ဆိုဖီယာကထင်သွားပါတယ်။ဆိုဖီယာလည်းဂျေဆုတင်ကြောင်းဖြောဖို့မင်းစားကူကိုသွားခဲ့တယ်။လူကြီးတွေကမင်းစားတွေကကြောက်စရာကောင်းတယ်စူညံတယ်လို့ဖြောပြီးမြင်ဆိုဖီယာကတော့ကိုယ်တိုင်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။နန်းတော်ရဲ့အောက်ခြေကိုဆင်းသွားတဲ့အခါမှာတော့ဆိုဖီယာကမတော်တဆိတ်ကြောက်ကျေးကိုကြားတော့မယ့်အချိန်မှာမင်းစားတကောင်ကကဲတင်ခဲ့တယ်။မင်းစားလေးတွေကတကယ်တော့သဘောကောင်းပြီးဂီတကိုအရင်နှစ်သက်သူများသိလိုက်ရတယ်။အဲဒီမှာဆိုဖီယာကနာလီလို့ခေါ်တဲ့မင်းစားလေးနဲ့ခင်မင်သွားပါတယ်။တကယ်တော့ဒုတ်တွေနဲ့မြေပြင်ကိုရိုက်နေတဲ့အကြောင်းရင်းကတော့သူတို့ကဒုတ်တွေကိုရိုက်ပြီးစီးကြက်တွေနဲ့ကခုန်ကြတာပါ။ပြီးတော့သူတို့ကဂျယ်ရီကိုကြည့်ရတာအရင်နှစ်သက်သူတွေပါ။ဆိုဖီယာလည်းသူတို့နဲ့အတူဖြည်းဖြည်းပွားကခုန်ခဲ့ပါတယ်။ဆိုဖီယာကမင်းစားတွေကိုနန်းတော်ထဲကိုဖိတ်ခေါ်ပြီးအားလုံးအထင်မှားနေတဲ့အကြောင်းကိုတက်တယ်ကချင်နေပါတယ်။ဒါပေမဲ့ဘယင်ကြီးရိုလင်ကမင်းစားတွေစူညံပြီးဒုက္ခပြီးတယ်လို့အထင်မှားနေတာပါ။သူ့ကိုဂျေးမစ်နဲ့ပူးပေါင်းပြီးမင်းစားတွေကိုနန်းတော်ထဲခေါ်ဆောင်ဖို့စီစဉ်ပါတော့တယ်။ဆိုဖီယာကမင်းစားတွေကိုနန်းတော်ထဲခိုးသွင်းလာတဲ့အချိန်မှာတော့ပြဿနာတက်ပါတော့တယ်။အလုံးကညစာစားပြီးစက်ကပ်ပြပွဲကြည်နေတဲ့အချိန်မှာဆိုဖီယာကမင်းစားတွေကိုအပြင်ကိုခေါ်ထုတ်လိုက်တယ်။အဲဒီအချိန်မှာဘယင်ရိုလန်ကဒုတ်တွေနဲ့ရိုက်နေတဲ့မင်းစားတွေကိုမြင်တော့ရဲမရီခေါ်ပြီးမင်းစားတွေကိုမောင်းထုတ်ခိုင်းတယ်။နန်းတော်ထဲမှာရှုပ်ရှုပ်ရှက်ရှက်ဖြစ်ကုန်ပါတယ်။မင်းစားတွေကိုဘသူကနန်းတော်ထဲခေါ်ခဲ့တာလေလို့ဘယင်ရိုလန်ကမေးလိုက်တယ်။ဆိုဖီယာကသူခေါ်ခဲ့တာလို့ပြောလိုက်ပါတယ်။ဘယင်မမရန်တာကသူ့သမီးကအကြောင်းကိုသိတော့နားလေပေးခဲ့ပါ။ဆိုဖီယာကမင်းစားတွေကိုတောင်းပန်ဖို့မင်းစားကူတွေကိုလိုက်သွားခဲ့တယ်။ဘယင်ရိုလန်ကဆိုဖီယာကမင်းစားရီစီသွားတာမြင်တော့သူ့လေးလိုက်သွားခဲ့တယ်။ဆိုဖီယာနဲ့ဘယင်ရိုလန်တို့ကအကြောက်ထဲကိုပြုတ်ကလာသွားခဲ့ကြတယ်။သူ့အဖေကိုမင်းစားတွေအပေါ်အားလုံးကအထင်မှားနေကအကြောင်းပြောပြခဲ့ပါတယ်။မင်းစားနာလီကဆိုဖီယာနဲ့ဘယင်ရိုလန်တို့ကိုကြောက်ထဲကနေကယ်တင်ခဲ့ပါတယ်။နောက်ဆုံးဆိုဖီယာကမင်းစားတွေရဲ့ဂီတာကိုဘယင်ကြီးနားထောင်မိသွားအောင်လိုပေးနိုင်ခဲ့ပါတယ်။မင်းစားတွေကဒုတ်တွေကိုရိုက်ပြီးတယိုင်လျတန်စင်တွေဖန်တီးပြလေအခါမှာတော့ဘယင်ကြီးကသူတို့အပေါ်ထားခဲ့လေအထင်မှားတွေကိုနားတယ်သွားပြီးပြန်လေတောင်းပန်ခဲ့ပါတယ်။ဘယင်ရိုလန်ကမင်းစားတွေကိုဂူလဲကနေမထုတ်ဖို့အမိန့်ကိုပြန်ပြင်လိုက်ပြီးမင်းစားတွေကိုနန်းတော်ကိုခေါ်ပြီးကျဲတွေကိုကြီးစေခဲ့ပါတယ်။ဒီအပိုင်းလေးရဲ့သင်ခန်းစာကတော့လူတယောက်တမမဟုတ်တဝကမျိုးကိုသူတို့နဲ့မရင်းနေကြမှာအပြင်းအပါကြည်ပြီးမဆုံးဖြတ်ချင်တော့ဘူးဆိုတာပဲပါ။ချာနာချက်တွေကိုနားလည်ပြီးတဲ့ကချစ်ကနီးသီးစေတဲ့ဆိုတာကိုဆိုဖီယာကတက်သေးပြသွားပါတယ်။နောက်ထပ်ဇလန်ကောက်တွေကိုတင်ဆက်ပေးအောင်မို့လို့ Scrap Movie Channel ကို Like and Subscribe လုပ်တာဟုတ်မမေ့ပါနဲ့နော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။